ကျေးတော်ရှင်ဆရာတော်ရှင်သူမြတ်ကြီးဗျာယနေ့ညသာသနာတော်နှစ်2568နှစ်ကောဇာတက္ကရာ1385ခုနှစ်ပထမဝါဆိုလဆန်း73ရက်2023ခုနှစ်ဇွန်လ30ရက်တောက်ကြနေညဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြသောခရမ်းမြို့နယ်ကမ္မမတ်စံပြကျေးရွာနေကွယ်လွန်သူဒေါ်ထေထေဝင်းအထကကမ္မမတ်မိသားစုစကိုင်းမြို့နေဥတည်ညော့ဒေါ်တောင်းကျွယ်တောင်ရိုးညော့သားသမီးမြေးတစုဖခင်ဥတာထွန်းမိခင်ဒေါခင်လေးမြင့်တို့အားယေစု၏မစ္စတာလင်းစေးနှင့်ဇနီးဒေါ်တီနာဩစတြေးလျနိုင်ငံပတ်မြို့အဒေါ်ဒေါခင်ကြီးမိသားစုဖခင်ကြီးဥဇော်ဝင်းမိခင်ကြီးဒေါ်တန်းခင်တို့အားယေစု၏တမီမဆန်းရီထွန်း39နှစ်ပြည့်မွေးနေ့အလှဖခင်ကြီးဥကျော်တွန်းကိုကြီးကိုကျော်ညော့ကိုလေးကိုကျော်စိုးတို့အားယေစု၏မိခင်ကြီးဒေါ်ကျင်ရွှေအားဥတိတ်ထားလျက်ဒေါ်ခိုင်စိုး၏မွေးနေ့အလှဖခင်ကြီးဦးကြည်မောင်ကြီးမိခင်ကြီးဒေါ်လှရင်မောင်ဦးတင်ခိုင်တို့အားယေစု၍ဒေါ်တင်နေအေးမိသားစုမန္တလေးမြို့နှစ်ဖက်သောဘိုးဘွားများကိုမှုထား၍ဦးဟန်တင်ရွှေဒေါ်ဤမွန်တို့၏သားမောင်ဆိုင်တီကြီးခန့်၏9လပြည့်မွေးနေ့ကုသိုလ်ပခုတ်ကူမြို့ကွယ်လွန်သူမိခင်ကြီးဒေါ်မေကြီးတင်2နှစ်ပြည့်အားယေစု၍ကျန်ရစ်သူမိသားစုမန္တလေးမြို့နေကွယ်လွန်သူမိဘနှမအားယေစု၍ဦးအောင်ထေဝင်းဒေါ်မိုးတီတာအောင်မိသားစုဒေါ်နန်းနွန်ဖြူတမီမရင်မင်းသူမငိမ့်စုရီဝင်းမိသားစုပန်းစံမြို့တို့မှစုပေါင်းဆင်ကျင်းပပြုလို့အပ်သောအွန်လိုင်းဓမ္မတပင်နဲ့ဆက်လျင်၍ကျေးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးမှတရားဒေသနာတော်များဟောကြားခြင်းဖြင့်ပေးသနာတော်မူပါယံဘုရားတွေ့တော်ကျေးတော်ဆုံးဥခ၍လူသေးစွာလျှောက်ထားအပ်ပါသည်ဘုရားသာသနာတော်နှစ်2569နှစ်ကောဇာတက္ကရာ1385ခုနှစ်ပထမဝါဆိုလဆန်း13ရက်2023ခုနှစ်ဇွန်လ30ရက်တောက်ကြနေ့၌အွန်လိုင်းမှာဟောကြားသောလူတိုင်းကျင့်သုံးရမည်တရားများဘုရားရဲ့အဆုံးအမတွေကလက်တွေ့ကျင့်သုံးရမယ်လိုက်နာရမယ်အချက်တွေပဲဖြစ်တယ်ဘုရားဘာသာပါဆုတောင်းယုံတသက်နဲ့လည်းဘာမှအကျိုးမဖြစ်ဘူးများသောအားဖြင့်ဘာသာတရားဆိုရင်ဝတ်ပြုမယ်ဆုတောင်းမယ်ဒီနှစ်ခုပဲလုပ်ကြတယ်အဲ့တော့ဘုရားဘာသာကဝတ်ပြုခြင်းဆုတောင်းခြင်းကအဓိကအချက်မဟုတ်ဘူးဘုရားဘာသာတွေအနေနဲ့နံပါတ်1ကကိုချင်းသီလပြည့်စုံအောင်လုပ်ဖို့ရတာနံပါတ်1ပဲဒါဘုရားဘာသာတွေအတွက်အနည်းဆုံးရှိရမယ့်အရေးချင်းကကိုချင်းသီလကိုချင်းသီလဆိုတဲ့ထဲမှာသူစရိုက်တရား7ပါးကုသကမ္မပဒတရား7ပါးအဲ့ဒါပါဝင်မယ်ရှောင်ရမယ့်ဟာကိုရှောင်ခြင်းလှုပ်ဆောင်ရမယ့်ဟာကိုလှုပ်ဆောင်ခြင်းသူစရိုက်7ပါးကိုရှောင်ပြီးတော့သူစရိုက်တရားကိုကျင့်သုံးလိုက်နာခြင်းဟာဘုရားဘာသာရေးအတွက်ပထမအခြေခံအဆင့်မြတ်တာဖြစ်တယ်ပေါ့အဲ့ဒီပထမအခြေခံအဆင့်ပေါ်မှာဘုဒ္ဓပြီးတဲ့နောက်မှာဒုတိယထပ်ပြီးတော့တိုးမြင့်ရမှာတော့သမထကျင့်တဲ့တစ်ခုကျင့်အောင်သမထကျင့်တယ်လို့ဆိုတဲ့အခါမှာမေတ္တာဘာဝနာပွားတာလဲသမထကျင့်စေမယ်နော်သမထကျင့်စေမယ်ပြမစုတရား၄ပါးအများတရားတွေပေါ်မှာချမ်းသာဒုက္ခရစေခြင်းနဲ့ဒေါသကင်းစင်တဲ့မေတ္တာတရားအဲ့ဒီမေတ္တာတရားကိုဖြစ်ပွားအောင်လုပ်ရမယ်အဲ့ဒီမေတ္တာတရားဖြစ်ပွားပြီဆိုရင်ကိုကျင့်သီလပေါ်မှာမယက်တည်ပဲနဲ့လုပ်လို့မရဘူးအလုံးကနံပါတ်1ကိုကျင့်သီလတော့ပြည့်စုံပြီးသားဖြစ်ရမယ်အဲ့ဒီကိုကျင့်သီလပေါ်မှာမိတည်ပြီးတဲ့အခါမှာသမထကျင့်တယ်ကိုကျင့်သမထမှာကမ္မထမောင်း40စာပေကျမ်းမှာဖော်ပြထားတယ်ပါဠိတော်တွေမှာတော့38မြို့ပြတယ်အထက်ကရာတွေကနောက်ထပ်2ခုထပ်ဖြည့်ပြီးတော့ကမ္မထ40ကမ္မထဆိုတာဘာဝတ္တလုပ်ငန်းလုပ်ရမယ်
အာယုန်တွေကိုဆိုလို့တယ်ပေါ့ကမ္မဌာနလုပ်ငန်းဌာနကမ္မဆိုတာဘာဝနာလုပ်ငန်းဌာနဆိုတာပြုလို့ရမယ်အာယုန်တရားဌာနလို့ဒီလိုအဓိပ္ပာယ်ရတယ်အဲ့တော့ကမ္မထာအာယုန်ပေါင်း40ပေးထားတာအဲ့ဒီ40ကအကြမ်းပြပြောရမယ်ဆိုရင်အတုပကမ္မထာ10မျိုးနော်အတုပ10ပါနောက်ပြီးတော့အနုတ္တိ10ပါကတိုင်း10ပါအဲ့ဒီတရားတွေကိုပြောတာ30နောက်ပြီးတော့ပြမဝိရတရား4ပါအဘိညာ4ပါလို့ခေါ်တယ်ဩဝိရတရား4ပါနောက်ဓာတုကမ္မထံတကြီး4ပါအာရိပတိကုလတင်ညာအဲ့ဒါတွေကိုဆိုလို့တယ်အဲ့ဒီပေါ်မှာသီလနဲ့ပြည့်စုံပြီးတဲ့နောက်မှာသိခြင်းတရားကိုအောက်မေ့ပြီးတော့ပွားများတဲ့မရဏတတိဘာဝနာဒါလည်းသမထကမ္မထပဲသမထကမ္မထပဲခန္ဓာကိုယ်ရဲ့မတက်မတဲရှုစက်ဝဲကိုဆင်ញင်သုံးသပ်တာလည်းပဲသမထကမ္မထပဲအဲ့တော့သမထကမ္မထဆိုတာဒီကိုယ်ကာယနဲ့ဆက်ပြီးတော့ဖြစ်ပေါ်လာတဲ့ကာကတတတိကိုယ်နဲ့ပတ်သက်နေတဲ့ကမ္မထာနေ။နောက်ကတိုင်း7ပါးဆိုတာကြတော့ဒီတကြီး4ပါးပါတယ်ပထဝီကတိုင်းအဘောကတိုင်းဒေဇောကတိုင်းဝါယောကတိုင်းနောက်အယောင်ကတိုင်းက4ခုနိလပိတလောဟိတဩရဒအဲ့ဒီပေါ်မှာစိတ်ဝင်စားပြီးတော့သမာဓိကိုထူထောင်တာအဲ့ဒါဘုရားဗဒရိယဒုတိယအဆင့်လောက်တာဖြစ်တယ်။အော်သီလကျင့်စဉ်ကျင့်ပြီးတဲ့အခါမှာသီလကကျင့်စဉ်ကိုဆင့်မြင်လိုက်တဲ့အခါသမာဓိလုပ်ငန်းတစ်ခုလုပ်ရမှာအကုန်လုံးလုပ်ရမယ်လို့ပြောတာမဟုတ်ဘူး။ကိုယ်နဲ့တင့်တော်တဲ့ကမ္မဋ္ဌာန်းတစ်ခုကိုလုပ်မယ်။အာနာပါနလုပ်တာလည်းပဲသမထကမ္မဋ္ဌာန်းပဲထွက်လေဝင်လေမှတ်တယ်ဆိုတာအဲ့ဒါသမထကမ္မဋ္ဌာန်းပဲအဲ့ဒီအတေတဘာရီထူတော့ကြတာအဲ့လိုကမ္မထံ40တဲ့ကတချို့စတယ်မပွားရတဲ့ကမ္မထံလည်းရှိသေးတယ်ပေါ့နော်သူလမ်းစဉ်နိုင်အဲ့ဒီ40တဲ့ကကမ္မထံ40တဲ့ကမိမိနဲ့တင့်လျော်မဲ့ကမ္မထံတစ်ခုကိုခြေခံပြီးတော့ပွားများအထုတ်အဲ့ဒီပွားများအထုတ်မှုကဖယ်စင့်ထိလောက်ရမှာတော့ဆိုတော့စံတရားရသည်ထီအောင်လို့စံကအစင်၄ဆင့်ရှိတယ်ထင်မယ်ပထမဇန်ဒုတိယဇန်တတိယဇန်သုဒ္ဓဇန်အစင်၄ဆင့်ရပေါ့ရအောင်မြင်သည်ထီအောင်လုပ်လို့ရှိရင်ဒါကသမထကမ္မထံထွတ်တိတ်ရောက်တယ်လို့ဒီလိုပြောအောင်အဲ့ဒီဇန်ရဲ့ရလကတော့ဘာလို့ဆိုအဘိညာဉ်တကူအမျိုးမျိုးဖန်ဆင်းနိုင်မှုဒေဝစက္ခုတို့ဒေဝသောတာတို့အဲ့ဒါကဒီသမာဓိရဲ့အကျိုးကအဘိညာဉ်ပဲနော်ဖန်ဆင်းနိုင်တယ်ပြည်ကြီးတဲ့ရှိုးလို့ရတယ်